ကောင်းမြတ်တဲ့စိတ်တွေများလာအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အချက်ကလေးနော်ခုဆိုကြပါစို့မကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ဆင်းရဲဒုက္ခအမျိုးမျိုးဖြစ်ရတယ်ကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ချမ်းသာဒုက္ခအမျိုးမျိုးဖြစ်ရတယ်ဒါလေးကိုဦးဇင်းတို့ဒါကဦးစားပေးပြီးတော့ပြောလိုက်တာပေါ့အဲ့ဒါလို့ဆိုရင်အနှစ်သာရအနေနဲ့ယုံညံ့တဲ့စိတ်တွေနည်းပြီးတော့ကောင်းမြတ်တဲ့စိတ်တွေများလာအောင်ဘယ်လိုလုပ်မလဲသူကလည်းလှုပ်ယူရတဲ့သဘောရှိတာနော်လေ့ကျင့်ယူရတဲ့သဘောရှိတယ်အဲ့တော့ယုံညံ့တဲ့စိတ်တွေနည်းပြီးတော့မြင့်မြတ်တဲ့စိတ်တွေများလာဖို့အတွက်အကောင်းဆုံးအလေ့အကျင့်ကတော့တတိပဋ္ဌာန်ဒေသနာတော်မှာလာတဲ့နိလမ်းများနဲ့အညီလေ့ကျင့်ကြဖို့လိုတယ်နော်တတိပဋ္ဌာန်ဒေသနာတော်မှာလာတဲ့နိလမ်းများနဲ့အညီကြိုးစားအထောက်မယ်ဆိုလို့ရှိရင်ယုံညံ့တဲ့စိတ်တွေတဖြည်းဖြည်းနဲ့ပြီးတော့မြင့်မြတ်တဲ့စိတ်တွေတဖြည်းဖြည်းနဲ့များလာမှာတော့အသေးချပဲဒါကိုလက်တွေ့လည်းပဲသိနိုင်တယ်ဟောငါတန်တာမှာအလွန်အောက်တန်းကြတဲ့ကြမ်းထမ်းတဲ့ပူလောင်တဲ့စိတ်တွေတဖြည်းဖြည်းနဲ့နည်းသွားတယ်ဟောငါတန်တာမှာအလွန်မှမြင့်မြတ်တဲ့အေးချမ်းတဲ့အဆင့်ရှိတဲ့စိတ်တွေတဖြည်းဖြည်းနဲ့များလာတယ်ဆိုတာကိုတတိပဋ္ဌာန်ဒေသနာတော်ကိုစွဲစွဲမြင့်မြတ်အထုတ်တဲ့ပုဂ္ဂိုလ်တိုင်းသိကိုသိနိုင်တယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့တတိပဋ္ဌာန်ပါဠိတော်မှာမြတ်စွာဘုရားကတတိပဋ္ဌာန်တရားကိုကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်တတ္တဏဝိသုဒ္ဓိယတဲ့တတ္တဝါရဲ့တန်တမှာဖြစ်နေတဲ့စိတ်ကလေးဟာအလွန်မှတန်ရှင်းကြည်လင်မယ်တဲ့အဆင့်ရှိသွားမယ်မြင့်မြတ်သွားမယ်ဝိသုဒ္ဓိယတန်ရှင်းကြည်လင်ပြီးတော့အဆင့်ရှိသွားမယ်ညင်နွမ်းတဲ့စိတ်တွေပူလောင်စေတဲ့စိတ်တွေရှုပ်ထွေးတဲ့စိတ်တွေတဖြည်းဖြည်းနဲ့နည်းသွားမယ်ပေါ့အောက်တန်းကျတဲ့စိတ်တွေနည်းပြီးတော့ထက်တန်းကျတဲ့စိတ်တွေတဖြည်းဖြည်းများလာမယ်ပေါ့အဲ့ဒါလိုအာမခံခြင်းနဲ့မြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ယုံညံ့တဲ့စိတ်တွေနည်းပြီးတော့မြင့်မြတ်တဲ့စိတ်တွေများလာဖို့နော်မဲညစ်တဲ့စိတ်တွေနည်းပြီးတော့ဖြူစင်တဲ့စိတ်တွေများလာဖို့နော်ပူလောင်တဲ့စိတ်တွေနည်းပြီးတော့အေးချမ်းတဲ့စိတ်တွေများလာဖို့ဘာကြိုးစားကြရမလို့တတိပဋ္ဌာန်တရားနဲ့အညီကြိုးစားအထောက်ကြရမယ်အဲ့တော့ဒီနေရာမှာတတိပဋ္ဌာန်ဒေသနာတော်နဲ့အညီကြိုးစားအထောက်ရမယ်ဆိုတဲ့နေရာမှာတတိပဋ္ဌာန်တရားက၄ပါးရှိတယ်ဆိုတာတော့ပိဿအားလုံးသိပြီးသားပါနော်ရုပ်ကာယတွေဖြစ်တိုင်းသိမယ်ဆိုရင်ဒါပါလေကာယ ानु ပဒနာတတိပဋ္ဌာန်ပေါ့ကာယ ानु ပဒနာတတိပဋ္ဌာန်ရဲ့နယ်ပယ်ကအလွန်ကျဲပါတယ်ဝင်လေထွက်လေကိုသိအောင်ကြိုးစားအထောက်မယ်ဆိုရင်လည်းပဲဒါကာယ ानु ပဒနာတတိပဋ္ဌာန်နော်သွားတိုင်းလာတိုင်းကြည်တိုင်းကိုယ်တိုင်းဆန့်တိုင်းအဲ့လိုဣရိယာပုအမျိုးမျိုးအမူအရာမျိုးမျိုးကိုသိမြင်ပြီးတော့နေမယ်ဆိုရင်လည်းပဲဒါကာယ ानु ပဒနာတတိပဋ္ဌာန်ဆံမေမွေးခြင်းခြေတိလက်တိသွားအရေးအစရှိတဲ့32ခုဌာနအစုဝေးကိုသိမြင်နားလည်ပြီးတော့နေမယ်ဆိုရင်လည်းပဲဒါကာယ ानु ပဒနာတတိပဋ္ဌာန်နောက်ခန္ဓာကိုယ်ရဲ့ပူတဲ့သဘောအေးတဲ့သဘောတွန်းကန်တဲ့သဘောလှုပ်ရှားတဲ့သဘောဒီဓာတ်သဘာဝသဘောတတ်ကိုကွက်ပြီးတော့ကြည်နိုင်မယ်မြင်နိုင်မယ်ဆိုလို့ရှိရင်လည်းပဲဒါကာယ ानु ပဒနာတတိပဋ္ဌာန်နောက်ပြီးတော့ဦးဇင်းတို့သင်္ချိုင်းမှာပုံမျိုးမျိုးပြည့်နေတဲ့ရုပ်အလောင်းတွေနဲ့မိမိခန္ဓာကိုယ်ကိုနှိုင်းယှဉ်ပြီးတော့ငါခန္ဓာကိုယ်ကြီးဟာလည်းပဲအဲ့ဒီလိုအဖြစ်မျိုးကိုဘယ်လိုမှမလွန်နိုင်ဘူးဆိုပြီးတော့အဲ့ဒီအလောင်းကောင်တွေနဲ့ဥပမာထားပြီးတော့ကိုယ်ခန္ဓာကိုယ်ကိုကြည့်မယ်ဆိုရင်လည်းပဲဒါကာယ ानु ပဒနာတတိပဋ္ဌာန်နော်ကာယ ानु ပဒနာတတိပဋ္ဌာန်ကအလွန်နေကျတယ်ပေါ့14ပိုင်းတောင်ပိုင်းပြီးမြတ်စွာဘုရားဟောတာအဲ့တော့အနှစ်ချုပ်ပြီးတော့ပြောရရင်တော့ကိုယ့်ရဲ့ရုပ်ကာယဒီရုပ်ခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားအထောက်တာကိုဒါကာယ ानु ပဒနာတတိပဋ္ဌာန်လို့နားလေရတရားဓမ္မတို့ဦးဇင်းတို့တွေကသိတယ်လို့နဲ့မသိဘူးပေါ့နော်ဒါကြီးနဲ့အတူတူနေပြီးတော့ဒါကြီးအကြောင်းကိုတကယ်ကောင်းကောင်းမသိဘူးပေါ့ရိုးရိုးလေးနော်တရားဆိုတာရိုးရိုးလေးအရှိကိုအရှိတိုင်းမြင်အောင်ကြည့်ရတဲ့သဘောပေါ့နော်မကြည့်ရင်မသိဘူးတတိမထားရင်မသိဘူးနော်တတိမမူရင်ဂူတောင်မမြင်ဘူးတဲ့ဟုတ်လားတတိမူရင်မြူတောင်မြင်နေတဲ့အဲ့တော့တတိတရားကိုဦးစားပေးပြီးတော့ဟောထားတဲ့ဒေသနာတကယ်တမ်းကတော့ဦးဇင်းတို့ပိဋကတ်၃ပုံတစ်ခုလုံးတည်တတိဆိုတဲ့အပ္ပမာဒထဲမှာအကျုံးဝင်ရတာပါအဲ့ဒီအလွန်တန်ဖိုးကြီးတဲ့အလွန်အစွမ်းထက်တဲ့အလွန်မှလည်းပဲအကျိုးကျေးဇူးများစွာကိုဖြစ်စေတဲ့တတိတရားနဲ့ဘယ်ကိုသိအောင်ကြည့်ရတာတော့ဆိုဒီခန္ဓာကိုယ်ကြီးကိုသိအောင်ကြည့်ရဟုတ်လားအဲ့ဒီမှာကြည်ရင်နဲ့သိအောင်ကြိုးစားရင်နဲ့ပုဂ္ဂိုလ်တ attva ငါသူတစ်ပါးဆိုတဲ့အမြင်တွေဟာတဖြည်းဖြည်းနဲ့ပါလာဒီမှာမရှိဘူးဒါဟာရုပ်တဘာဝတတ်ပဲလို့သူသိမြင်နားလည်မှုအားကြီးလာတယ်အဲ့ဒါလိုအားကြီးလာလေစိတ်ထဲမှာကိလေသာတရားညှဉ်းနှွမ်းမှုတရားပူလောင်မှုတရားတွေဟာနည်းသွားလေပေါ့ဟုတ်လားဒါဥစဉ်တို့ယုတ်ကာယပိုင်းဆိုင်ရာကိုသိရင်ဒါကာယ ानु ပဒနာတတိပဋ္ဌာန်ဆိုတာနဲ့ပတ်သက်ပြီးတော့ပြောတာပေါ့နောက်ပြီးတော့ခံစားချက်ဝေဒနာတွေဆိုတာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်ချမ်းသာတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်တိုင်းသိအောင်ကြိုးစားအထောက်ရမယ်ပေါ့နော်ဖြစ်တိုင်းသိအောင်ကြိုးစားအထောက်ရမယ်ဒါဆိုရင်ဘာလဲဝေဒနာ ानु ပဒနာတတိပဋ္ဌာန်နောက်စိတ်တွေဖြစ်တိုင်းသိအောင်ကြိုးစားအထောက်ရမယ်
စိတ်တ ानु ပတနာတတိပဋ္ဌာန်ဓမ္မသဘာဝတွေဖြစ်တိုင်းသိအောင်ကြိုးစားအထုတ်မယ်ဆိုရင်တော့ဓမ္မာနုပတနာတတိပဋ္ဌာန်အနှစ်ချုပ်ပြောရရင်တတိပဋ္ဌာန်တရား၄ပါးဆိုတာကိုယ်ခန္ဓာမှာအကြောင်းအားလျော်စွာဖြစ်ပေါ်လာတဲ့ဖြစ်ပေါ်နေတဲ့ရုပ်တဘာဝနံတဘာဝလို့ဆိုတဲ့တဘာဝတရားမျိုးစုံကိုဖြစ်တိုင်းသိအောင်ကြိုးစားအထုတ်တာ